ပတ်ဝန်းကျင်ကတိတ်ငြိမ်သက်ပြီးမှောင်မိုက်နေပေမဲ့လမ်းသွားလမ်းလာတွေအနားယူဖို့စောက်လုပ်ထားပေးတဲ့ဇရက်တစ်ခုရဲ့အထဲမှာတော့ဝင်လေထွက်လေရှုမှတ်တဲ့လေတံတွေထွက်ပေါ်နေခဲ့တယ်။ပုံမှန်အချိန်ဆိုရင်အသက်ရှူတန်ခတ်မြင်းမြင်းကဘာမှမသိတော့ပေမဲ့ခုလိုတိတ်ဆိတ်တဲ့ညအချိန်မှာတော့အနှဲငယ်ကျေလောင်နေခဲ့တယ်။အောင်မြတ်တာနဲ့မောင်ကောင်းတို့ကတော့မိမိတို့ခန္ဓာကိုယ်ကိုစိတ်တိုင်းကြပွဲတော်တဲ့နေတဲ့တောကျင်ရိုင်းကြိုက်တဲ့တံတွေကိုတောင်မှမှုပဲတမာတိကိုသာခိုင်တစ်ထက်ခိုင်အောင်ကြင်ကြံနေခဲ့ကြတယ်။တမာတိအားတန်တင်ကောင်းလာချိန်မှာတော့ဇရက်ပေါ်ကိုတက်လာတဲ့ခြေတံတစ်ခုကိုရှင်းလင်းပြသစွာကြားလိုက်ရတယ်။ဇရက်ပေါ်တက်လာတဲ့သူကအောင်မြတ်တာတို့ရဲ့အနီးမှာထိုင်လိုက်ပြီးညောင်ဆောင်ရက်မှာရှိတဲ့ဆေးရည်စိန်အလောင်းကိုရှာဖို့ဆိုရင်ထုံးပတ်အိုင်ရွာလဲရီကန်အောက်မှာဖွက်ထားတဲ့တန်သေးသားကိုလက်ဝယ်ရဖို့လိုမဲ့တန်သေးသားရတာနဲ့အလောင်းကိုရှာဖို့ကူညီသူတွေရောက်လာပါလိမ့်မယ်ဆိုတဲ့အတန်တဲ့ကိုကြားလိုက်ရတယ်။အောင်မြတ်တာလည်းကြားလိုက်ရတဲ့အတန်ကိုစိတ်ထဲမှတ်ထားပြီးမိမိလုပ်နေတဲ့အမှုကိုပြီးဆုံးအောင်ဆက်လက်လှုပ်ဆောင်ခဲ့တယ်။တရားဖြုတ်ပြီးလို့အမျှတန်းဝေချိန်မှာတော့ဇရက်ပေါ်ကနေတာတုခေါ်တန်အချို့ကိုကြားလိုက်ရပြီးဘေးနားပက်လည်းမှာပြေးလွှားနေကြတဲ့ခြေတံအချို့ကိုလဲကြားလိုက်ရတယ်။မောင်ကောင်းကတော့တရားဖြုတ်ပြီးတာနဲ့ဇရက်အောက်မှာထင်းမိဖို့တဖို့ကိုတီလိုက်ပြီးအိတ်ဆက်အနားယူဖို့ပြင်ဆင်နေခဲ့တယ်။အဲ့ဒီအချိန်မောင်ကောင်းမနက်အာယုံတက်တာနဲ့ထုံပတ်အိုင်ရွာကိုတွားကြရအောင်ပစ္စည်းတွေကိုခုညတဲ့ကတင်ထားလိုက်ဦးထုံပတ်အိုင်ရွာဆိုတာကကားလမ်းဘေးကနေ9မိုင်လောက်ဝင်ရတဲ့နေရာဖြစ်မယ်ဒီရွာကိုလာတော့ခီးသွားတွေပြောတာကြားလိုက်တဲ့ဆရာဘာအရေးကိစ္စများရှိနေလို့လဲငါတို့ကိုအကူအညီတောင်းထားတဲ့အလောင်းကိစ္စနဲ့ဆက်ဆက်နေတယ်လို့ပဲသိထားပါထုံပတ်အိုင်ကိုရောက်မှဘာလုပ်ရမယ်ဆိုတာဆုံးဖြတ်ရမယ်မောင်ကောင်းလဲအောင်မြတ်တာစကားကိုစောတကမတက်တော့ပဲမိဖို့တဲကိုထင်းတုံးတွေပြစ်ထက်ကဇရက်ပေါ်ကိုတက်လာခဲ့လိုက်တယ်မနက်အာယုံတက်ချိန်ရောက်တော့အောင်မြတ်တာတို့ဆရာတပည့်တွေကိုလက်တန့်စင်ပြီးထုံပတ်အိုင်ရွာဘက်ကိုခီးထွက်ခဲ့ကြတယ်မနက်စောစောဖြစ်တဲ့အတွက်အေးမြတဲ့မြူခိုးမြူငွေတွေလမ်းတစ်ယောက်လုံးဖုံးလွှမ်းနေပြီးဈေးရောင်းစိုးဝယ်သွားကြတဲ့ဈေးတဲ့အချို့ကလွယ်ရင်တလန်းတက်စိတ်လုံးတိတ်ဆိတ်၆ကပ်နေခဲ့တယ်ရှက်လမ်းလျှောက်နေရင်အနောက်ကနေလိုက်လာတဲ့ခြေတံကြောင့်ဆရာတပည့်2ယောက်လှည့်ကြည့်လိုက်ရာသပင်တွေကိုမျက်နှာမပေါ်အောင်ဖုံးအုပ်ထားတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်တင်ကဘသူလဲဘာကြောင့်အနောက်ကနေတကောက်ကောက်လိုက်နေလဲဆိုတာပြောပါအောင်မြတ်တာကပြောခွင့်ပေးလိုက်တော့မှစပင်တွေအုပ်နေတဲ့မိန်းမကတောင်ဘက်ဆူဆူကိုလက်ညှိုးထိုးပြီးသူတို့တွေဖမ်းသွားကြပြီကျုပ်တို့ပိုင်တဲ့ပစ္စည်းတွေကိုရာဝင်အိုးနဲ့အပြည့်ယူပြီးထွက်သွားကြပြီလို့ပြောကတအီနဲ့ငိုပါလေရောအောင်မြတ်တာလည်းမိမကြီးလက်ညှိုးထိုးပြတဲ့ဘက်ကိုအာယုံစူးစိုက်ပြီးကြည့်လိုက်ရာငကားပတ်တောင်ဝေးတစ်ချောင်းကင်ထားတဲ့အဖိုးအိုနဲ့အတူတက်လက်ပိုင်းယောက်ျားလေးယောက်ကိုမြင်လိုက်ရတယ်သူတို့ရှိမှတော့ဘီးနှစ်ပြီးတက်လက်တွန်းလဲတစ်ခုရှိနေပြီးအပေါ်မှာတော့ယတနာပစ္စည်းတွေထည့်ထားတဲ့ရာဝင်အိုးတစ်လုံးအပြင်အနီရောင်ဖန်ပလင်းထဲမှာထိပ်ပိတ်ထားတဲ့ခူးချောက်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်ရတနာပစ္စည်းတွေအပြင်ဖန်ပလင်းထဲထည့်ထားတဲ့လူ6လေးတစ်ယောက်ကိုလည်းမြင်တယ်သူတို့ကဘသူတွေလဲဖန်ပလင်းထဲမှာပါတဲ့သူကလူ6မဟုတ်ဘူးသူကဘယ်နေရာမှာတိုက်ရှိတယ်ဘလို့ချုပ်ကန်ရမယ်ဆိုတာကိုအကြံပေးတဲ့အကုသိုလ်ကောင်ပါသူနဲ့တူပါလာတဲ့ကောင်တွေကပညာအဆင့်မြင့်တဲ့ဆရာတွေပဲသူတို့ကြောင့်ဒီနေ့တဝိုက်ကတိုက်ငယ်လေးတွေပျက်စီးရတာများနေပါပြီးဆရာတို့ကူညီပေးပါအနူးညွတ်တောင်းပန်ပါတယ်အိမ်ကျုပ်တို့ကလည်းခီးတစ်ခုဆက်เสียရှိနေတာကြောင့်ဒီကိစ္စတွေပြီးရင်တင်တို့အတွက်စဉ်းစားပေးပါမယ်လောဆယ်ကိုနေရာကိုပြန်ပြီးစောင့်နေပါအောင်မြတ်တာစကားအဆုံးမှာတော့စပင်ဖားလျားချထားတဲ့မိမကြီးကမျက်စိရှိမှပျောက်ကွယ်သွားခဲ့တာကြောင့်မိမိတို့လိုတဲ့ခီးကိုရှေ့ဆက်ခဲ့ကြတယ်မနက်8 နာရီလောက်မှာတော့ထုံပအိုင်ရွာကိုရောက်လာခဲ့ပြီးရွာလေရီကန်ရှိတဲ့ဘက်ကိုမေးမြန်းကာထွက်လာခဲ့လိုက်တယ်ရေကန်ဆက်ကိုရောက်တော့ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ရာနီရဲနေတဲ့မျက်လုံးတွေအပြင်မဲအရေးတရံတွေကိုမြင်တွေ့လိုက်ရတယ်ဒီရေကန်ကရွာရဲ့အတိတ်ကရေကန်ဖြစ်တာနဲ့အမျှရေကန်ကိုမိခိုနေတဲ့နာနာဘာဝတွေကလည်းမနေမနှောပါလားဟင်းအောင်မြတ်တာစကားကြောင့်မောင်ကောင်းကရေကန်အဆက်ကိုနင်းထားရာကနေအနောက်ကိုဆုပ်လိုက်တဲ့အချိန်ခေါင်းပေါ်ကိုကြောက်စရိတ်ခဲတစ်လုံးကျလာခဲ့တယ်နှာလိုက်တာကွာဘာကြီးတုံးဟာမောင်ကောင်းကခေါင်းပေါ်ကျလာတဲ့ခဲလုံးကိုကောက်ယူပြီးဘေဘီကိုကြည့်လိုက်ရာမလန်းမကန်းကိုပင်ပေါ်မှာခဲနှလုံးကိုကင်ပြီးလှမ်းပစ်ဖို့လုပ်နေတဲ့မျက်ကွင်းညိုနဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်ဟာဒီကောင်နေရင်ထိုင်ရင်လာဆန်နေတယ်အခုဖမ်းခေါ်ပြီးနေရင်အုပ်လိုက်ရမောင်ကောင်းစကားတန်အဆုံးမှာကုတ်ကိုပင်ပေါ်မှာရှိနေတဲ့အကောင်ကနောက်ထပ်ခဲလုံးနဲ့ပြစ်ပေါက်ဖို့အလုပ်ဟိုကောင်ခုချက်ချင်းနေရအရက်က9-10ယောက်စီ
ဆိုင်ရာရီချုပ်ခေါ်လာခဲ့ဆိုပြီးလက်ညှိုးထိုးပြီးငေါက်လိုက်ရာတကိုင်းပေါ်မှာထိုင်နေတဲ့အကောင်ကဖုတ်ခနဲမြေကြီးပေါ်ကျပြီးရက်ကန်နဲ့လေပေါ်မြောက်တက်လာခဲ့တယ်။ဒီတခါဆိုင်ရာပုဂ္ဂိုလ်တွေကရုပ်သွင်းမပြကြပါလား။ဘာကြောင့်များပါလဲ။မောင်ကောင်းကတယောက်တည်းရည်ရွတ်နေတဲ့အချိန်အောင်မြတ်တာကခက်ပြုံးမျက်နှာထားနဲ့ကြည့်လိုက်ပြီးရွာတော်ရှင်တပည့်တွေကသူတို့ရဲ့ကြောက်မက်ဖွယ်ပုံစံကိုမမြင်ချင်လို့ကြွယ်ထားကြတာပါ။ဒါနဲ့ဒီပုဂ္ဂိုလ်ကိုခေါ်ပြီးဘာလို့မလို့လဲ။ဒီကောင်ကကျွန်တော်တို့ကိုမခန့်လေးစားလို့ပညာပေးမလို့ခေါ်လိုက်တာပါဆရာသူ့ကိုနာကျင်အောင်တော့မလုပ်ပါဘူးအောင်မြတ်တာလည်းမောင်ကောင်းစကားကြောင့်ရှေ့မှာငုတ်တုတ်လေးထိုင်နေတဲ့ကောင်ကိုကြည့်လိုက်ရမျက်ခွန်တွေလှီးထုတ်ခံထားရတယ်လို့ဖြစ်နေပြီးနီရဲပြူးကျဲနေတဲ့မျက်လုံးနှက်တမပါတဲ့နှာခေါင်းပေါက်တွေပိုင်ဆိုင်ထားတဲ့မင်းစားတစ်ကောင်ကိုမြင်လိုက်ရတယ်တင်ကဘာလို့ကျုပ်တို့ကိုစနောက်ရတာလဲအကြောင်းတစ်ခုခုများရှိလို့လားအောင်မြတ်တာစကားကိုမင်းစားလေးကအထိတ်အလန့်နဲ့ခေါင်းခါပြပြီးဘေဘီကိုပြူးကျဲတဲ့မျက်လုံးတွေနဲ့လိုက်ကြည့်နေခဲ့တယ်တင်တခုခုပြောချင်နေတယ်မဟုတ်လားမကြောက်ပါနဲ့ပြောပါတင့်ကိုဘသူမှထိခိုက်အောင်မလုပ်စေရဘူးလို့ကတိပေးတယ်တေချာလားသူတို့သိရင်ငါ့ကိုနာကျင်အောင်လုပ်လိုက်မယ်တေချာတယ်တင်ပြောချင်တာရှိတာကိုသာပြောပါငါနာမည်ကမျက်ပြူးလို့ခေါ်တယ်မျက်ခုံမပါလာလို့ဒီဘဝရောက်တဲ့ကခုထိမအိပ်ရသေးဘူးခုနကခဲနဲ့ပေါက်တယ်ဆိုတာကရေကန်ထဲကိုမစင်းရအောင်တတိပေးတာပါဟင်းရေကန်ထဲကိုဘာလို့မစင်းစေချင်တာလဲမင်းညတကောင်အချိန်ကရေကန်စီကိုညောင်ဆောင်ရွာကငတိုနဲ့မြူညီနောင်နှစ်ကောင်ရောက်လာပြီးသူ့တပည့်တွေကိုကံပတ်လဲမှာချသွားတယ်ကန်ထဲဆင်းတဲ့သူကိုစားတော့ဖို့လဲမှာသွားတာကြားလိုက်တယ်ဒါကြောင့်ရေကန်သားကိုလာတဲ့သူတိုင်းကို6လက်မောင်းထုတ်နေရတာဒီရွာပိုင်ပုဂ္ဂိုလ်တွေကတားဆီးပိတ်ပင်တာတွေမလုပ်ဘူးလားသူတို့ကိုယ်တိုင်အပြင်မထွက်ရဲလို့နတ်စင်ထဲမှာပုံနေတာအခုလိုပြောတာငတိုနဲ့မျိုးတို့မသိစေနဲ့နော်သူတို့သိရင်ကျုပ်ကိုအရေးကုန်ဆုပ်လိမ့်မယ်မပြောပါဘူးဒါပေမဲ့ကျုပ်တို့အနေနဲ့ရေကန်အောက်မှာရှိနေတဲ့တန်တေသားကိုယူရအောင်မယ်ဒါကြောင့်ဖြစ်လာမယ့်ကိစ္စတွေကိုရင်ဆိုင်မှာပါတန်တေသားတော့မသိဘူးရေအောက်ထဲမှာအစွမ်းရှိတဲ့ပစ္စည်းတစ်ခုရှိတယ်လို့တော့သိထားတယ်အဲ့ဒီဓာတ်ကိုရရင်ညောင်ဆောင်ရွာကသူတွေကိုပညာပေးလိုက်ပါဗျာဒီကောင်တွေလူပါဝနေတာကြပြီအောင်မြတ်တာကမင်းစားလေးရဲ့စကားကိုကြားတော့ခေါင်းကိုညှိပြပြီးရေကန်ဆက်နားကိုဆင်းသွားခဲ့တယ်မောင်ကောင်းကတော့အနောက်မှာနေပြီးမမြင်ကွယ်ရာကနေဝင်ရောက်လာမဲ့အန္တရာယ်တွေကိုကာကွယ်ဖို့စောင့်ဆိုင်းနေခဲ့တယ်ဘွန်းပြွတ်ရုတ်တရက်ဆိုသလိုရေကန်အလယ်ကနေရေနွေးအိုးစုသလိုပွက်လာပြီးနီရဲနေတဲ့မျက်လုံးပေါင်းများစွာကရေထဲမှာပေါ်လာခဲ့တယ်ဆရာသတိထားဒီကောင်တွေရေထဲမှာအပြည့်ပဲပြမောင်ကောင်းစကားတန်အစုံမှာမလန့်မကန်းကနေဆက်စုနေတဲ့မင်းစာလေးကတစ်ပင်ပေါ်ကိုပြေးတက်ပြီးအကွယ်ကနေချောင်းကြည့်နေခဲ့တယ်အောင်မြတ်တာကတော့ရေကန်အဆက်နားမှာမလုံမရှက်မတက်ရက်နေပြီးနှုတ်ကနေအုံခံတန့်ကားထားတဲ့ပုတ်ကိုထန်ကရိုင်းကြရွတ်ဖတ်နေခဲ့တယ်။ဂါထာတစ်ခေါက်ဆုံးတာနဲ့ရေကန်ပေါင်ပေါ်မှာပိုးဆိုးခါတောင်းကြိုက်ထားပြီးတင်ကြီးတုတ်တစ်ချောင်းကင်ထားတဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။ဂါထာအခေါက်ရေ20လောက်အရောက်မှာတော့တင်ကြီးတုတ်ကင်ဆောင်ထားတဲ့လူ20ရှိနေခဲ့ပြီးအောင်မြတ်တာရဲ့အမိန့်တစုံတရာကိုစောင့်ဆိုင်နေတဲ့ဟန်နဲ့ငြိမ်သက်နေခဲ့တယ်ရေကန်မှာရှိတဲ့နာနာဘာဝတွေကလည်းသူတို့ပိုင်နက်ကိုရောက်လာတဲ့ပုံကိုယ်တွေကိုမနှမျိုးတဲ့ဟန်နဲ့အတန်ပေါင်းစုံပေးပြီး၆လန့်ကြရာအနီးနားမှာရှိတဲ့တရေတစီတွေအားလုံးကြောက်လန့်ပြီးလှုပ်တောင်မလှုပ်ရဲပဲဖြစ်နေခဲ့ကြတယ်။အဲ့ဒီအချိန်အောင်မြတ်တာကရေကန်ဆောက်ပုတ်ကိုကျုံမိန်ဖြစ်ဆင့်ခေါ်လိုက်သည်။တင့်ပေါ်ချုံနှောင်ထားမှုများရှိပါကအလိုလျောက်ပဲပြည့်စေတာ။ကျမတို့၏အမိန့်ကိုလွန်ဆန်ပြီးနှောက်ယှက်သူများအားတင်ကြီးကင်ဆောင်များကအယိုးတွေကြေမွားတဲ့အထိရိုက်နှက်စေလို့ပြောပြီးရေပြင်အဆက်ကိုလက်နဲ့ပုတ်လိုက်ရာမှောင်မဲနေတဲ့ရေကန်ထဲကနေအမွှေးစုပ်ဖွားတဲ့ကောင်တွေဖွာခနဲ့ထွက်ပေါ်လာခဲ့တယ်။အလားတူရေကန်ပတ်လည်မှာရှိတဲ့မြေမှုတွေကနေလည်းအသားနီတွေလန့်ပြီးကြောက်မက်ဖွယ်ဆင်ရှိတဲ့နာနာဘာဝတွေကုန်းယုံထလာခဲ့တယ်။နာနာဘာဝတွေထွက်ပေါ်လာတာနဲ့တင်ကြီးကင်ပုတ်ကိုတွေကတိုင်းကွက်ခင်းကညာတံပေးပြီးဝင်ရောက်တိုက်ခိုက်ပါလေရောကြားဖောက်ခွင့်ကုန်းပေါင်သားတွေကထိုးကြဆန်းခုတ်ကြဆန်းမန်ထန်ပါတဲ့အတန်တွေနဲ့တရက်ဆက်ဝင်ရောက်ရိုက်နှက်မှုကြောင့်နာနာဘာဝကောင်ချို့အလဲအကွဲနဲ့ခြေဦးတရာထွက်ပြေးကြသလိုအချို့ကြတော့လေရေကန်ဆက်မှာပင်နာကျင်စွာဆူဆူဝါးဝါအော်ဟစ်နေခဲ့ကြတယ်။အချိန်နှဲငယ်အကြာမှာတော့တိုက်ပွဲအရှိန်ကြောင့်လှိုင်းတပူးပြင်းထန်နေတဲ့ရေကန်ကသူမဟုတ်တဲ့အတိုင်းပြန်လည်ငြိမ်သက်သွားခဲ့တယ်။အဲ့ဒီအချိန်ရောက်မှကန်ရီအလဲကနေသပင်ဖားလျားချထားတဲ့လူတစ်ယောက်ပေါ်လာခဲ့ပြီးအောင်မြတ်တာတို့ရှိရာကိုရေပြင်ပေါ်ကနေရောက်လာခဲ့တယ်
ထူးဆန်းတာကရေထဲကနေထွက်လာခဲ့ပေမဲ့သူ့တကိုယ်လုံးရေတစ်စက်မှမဆူတာပဲတင်ရောက်လာပြီလားအောင်မြတ်တာစကားအဆုံးမှာသပင်ဖားလျားချထားတဲ့ပုဂ္ဂိုလ်ကတက်ပြင်းရှိတစ်ချက်ကိုချကာဆရာတို့အာနာဆက်ကြောင့်ကျုပ်လွတ်မြောက်လာခဲ့ပါပြီဒီအတွက်ကျုပ်ကိုခိုင်းစေချင်တာများရှိရင်အာမနာပဲပြောနိုင်ပါတယ်ကျုပ်တို့အနေနဲ့တင်းဆောင်လျှောက်တဲ့ရေကန်မှာရှိတဲ့တန်သေးသားကိုခိတ္တငှားရမ်းလိုပါတယ်ကျုပ်တို့အသုံးပြုပြီးတဲ့အခါတင့်စီကိုပြန်လာအပ်ပေးပါမယ်တန်သေးသားကိုလိုချင်ရင်သူကိုယ်တိုင်လက်ခံတဲ့သူဖြစ်ရပါမယ်အတင်းအဓမ္မယူမယ်ဆိုရင်တော့တန်သေးသားကဘလို့မှစွမ်းမှာမဟုတ်ပါဘူးသူကိုယ်တိုင်လက်ခံနိုင်တဲ့အချက်လက်တွေကဘာတွေများဖြစ်မလဲတကယ်လို့ကျုပ်တို့ကအစင်မပြေခဲ့ရင်အရေးချင်းပြည့်မိတဲ့သူကိုရှာရအောင်မလို့ပါအောင်မြတ်တာစကားအဆုံးမှာရေကန်ဆောက်ပုတ်ကိုကလက်နှစ်ဖက်ကိုအတားရပင့်တင်လိုက်ရာရေကန်အလဲမှာအလွန်ကြီးမားတဲ့ကြော့ခွက်တစ်ခုပေါ်လာပြီးအထဲကနေတတောင်သားသားရှိတဲ့တန်တစ်တာတစ်လုံးထွက်ပေါ်လာခဲ့တယ်။ရေကန်တော့ပုံမှာတင်နေတဲ့တန်တစ်တာစီကနေလဲအစိမ့်ပုတ်ရောင်အလင်းနှန်းတွေဖြာထွက်နေတာကိုလဲထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒီတစ်တာထဲမှာတန်သေးဝိဇ္ဇာတစ်ပါးစီရင်ထားတဲ့တန်သေးသားရှိပါတယ်။သူ့ဖန်တီးထားတဲ့တန်သေးသားကိုကိုင်ဆောင်ခွင့်ရှိတဲ့သူကတော့မေမုခရဲ့အနွယ်ဝင်ဖြစ်ရမယ်ဆိုပြီးတစ္ဆာဆိုသွားခဲ့တယ်ဟင်မေမုခဆိုတာဘလို့ပုံကူမျိုးလဲမေမုခဆိုတာနတ်ဘီလူအနွယ်ဝင်ဖြစ်ပြီးဒီဓာတ်ကိုစီရင်နေစဉ်ကာလအတွင်းမှာအနာကနေမျက်တောင်မခတ်တန်းစောင့်ရှောက်ပေးခဲ့သူပဲဒါကြောင့်သူကိုယ်တိုင်ပေါက်မြောက်တဲ့အချိန်မှာမေမုခကိုမမေ့မလျော့တဲ့အနေနဲ့ဒီတစ္ဆာကိုဆိုသွားခဲ့တာပဲဒါကြောင့်ဆရာအနေနဲ့တန်တေဓာကိုအစွမ်းတတိပြည့်စွာကင်ဆောင်နိုင်မနိုင်စမ်းကြည့်ပေးပါတန်တေဓာကသူ့ပိုင်ရှင်အစစ်မှန်ရဲ့နှုတ်မိန်းထဲမှာလက်ပေါ်ကိုရောက်လာပါလိမ့်မယ်ရေကန်ဆောက်ပုတ်ကိုစကားအဆုံးမှာအောင်မြတ်တာကညာလက်ကိုစံတန်ပြီးတန်တေဓာကိုခေါ်ဆောင်လိုက်တဲ့အချိန်ရေဝဲကရက်တွေပြင်းထန်လာပြီးဓာတ်ရဲ့ပက်လေကိုတတိုင်းတစ်ခုလိုကစီးလိုက်တာကိုမြင်လိုက်ရတယ်ဆရာအနေနဲ့တန်တေဓာပိုင်ရှင်မဟုတ်တာကြောင့်ကျုပ်ဒီဓာတ်ကိုအသုံးပြုခွင့်ပေးလို့မရပါဘူးအောင်မြတ်တာအနေနဲ့ကိစ္စပေါင်းများစွာကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပေမဲ့တစ္ဆာနဲ့ချီနှောင်ထားတဲ့ဒီကိစ္စမှာတော့ဘာမှမတတ်နိုင်ပဲလက်လျှော့လိုက်ရတယ်ဆရာတို့အနေနဲ့မေမုခအနွယ်ဝင်တယောက်ကိုရှာဖွေပြီးမှတန်တေဓာကိုလာရောက်ယူဆောင်ကြပါဒီအတော်တွင်ရေကန်ပက်လည်မှာချထားတဲ့မနံအတွက်လည်းကျေးဇူးတင်ပါတယ်ဒါဖြင့်ကျုပ်တို့အနေနဲ့တန်တေဓာကိုယူဖို့တေချာပေါက်ပြန်လာခဲ့ပါမယ်တင့်ကိုဘယ်သူမှထပ်ပြီးချုံနှောင်လို့မရအောင်မနံအထက်ထက်ချထားပေးတာမို့စိတ်ကင်းရှင်းစွာနေထိုင်ပါဆရာတို့ပြန်လာကိုကျုပ်ဆောင်နေပါမယ်ဂယုစိုက်ပြီးသွားကြပါရေကန်ဆောက်ပုတ်ကိုကအောင်မြတ်တာတို့ကိုနှုတ်ဆက်ပြီးရေကန်ထဲကိုပြန်ထွက်သွားချိန်မှာတော့အနောက်မှာစောင့်နေတဲ့မောင်ကောင်းကရေကန်ဆက်နားကိုလာပြီးအောင်မြတ်တာလွယ်အိတ်ကိုလှမ်းယူဖို့လက်ကမ်းလိုက်ရာကန်လဲမှာအရှိန်လျှော့နေပြီဖြစ်တဲ့ဝဲကရက်ကြီးကဝုန်းကနေထထောက်ပြီးစင်နအမောင်းတစ်ခုကိုဝေးရန်လာခဲ့တယ်ဟင်းဘာဖြစ်တာလဲအောင်မြတ်တာရောမောင်ကောင်းပါရုတ်တရက်မှုအံ့ဩသွားပြီးမြင်တက်နေတဲ့အချိန်ရေကန်လဲမှာရက်နေတဲ့ပုဂ္ဂိုလ်ကဝမ်းသာအားရနဲ့ပြန်လှည့်လာပြီးသူကမေမုခအနွယ်ဝင်ပဲဒါကြောင့်တန်တေဓာကလက်ခံလိုက်တာရေကန်ဆောက်ပုတ်ကိုစကားကြောင့်အောင်မြတ်တာရောမောင်ကောင်းပါမင်းတက်သွားခဲ့တယ်ဆရာလေးတန်တေဓာကိုဆင့်ခေါ်လိုက်တော့သူတစ်တာတဲကနေထွက်ချင်နေပြီးမောင်ကောင်းလဲကြောင်အနဲ့လှမ်းထားတဲ့လက်ကိုပြန်မယုတ်ပဲတန်တေဓာကကျုပ်ကိုလိုလားတယ်ဆိုရင်တစ်တာတဲကနေယုံထွက်ပြီးလက်ပေါ်ရောက်ရှိလာစေလို့ပြောလိုက်ရာစင်နှမောင်းလိုဝဲတက်နေတဲ့ရေကန်တော်တဲကတန်တစ်တာကဝုန်းကနေပွင့်ထွက်ပြီးတရောင်တာရှိတဲ့ဓာတ်တလက်ပြန်တက်လာခဲ့တယ်မျက်စိကျိမ်းမှတက်စိမ့်ညိုရောင်လင်းနှန်းတွေကမိပန်းဖောက်တလို့ဖြာထွက်ပြီးဝဲပြန်လာတဲ့တန်တေဓာကမောင်ကောင်းလက်ပေါ်ရောက်မှာတော့လုံးဝငြိမ်သက်သွားခဲ့တယ်ဆရာကျွန်တော်ကဘလို့ဖြစ်လို့ကြောင်အနဲ့ထူးဆန်းနေတဲ့မောင်ကောင်းစကားကြောင့်အောင်မြတ်တာကမင်းငယ်စဉ်ကထူးဆန်းတာဘာတွေရှိခဲ့ဘူးလဲအိမ်မက်ဖြစ်ဖြစ်လက်တွေ့ဖြစ်ဖြစ်ပေါ့လို့ပြောလိုက်တော့မှမောင်ကောင်းကလက်ဖြောက်တီးပြီးကျွန်တော်မမွေးခင်ရေထဲမျောလာတဲ့ဘလူးမယုတ်ထုပါဇက်ထဲကနေပရမများတစ်လုံးရလာတယ်လို့အဖေအိမ်မက်မဖူးတဲ့ဆရာမှတ်ချက်မောင်ကောင်းငယ်ဘဝအကြောင်းကိုတော့အောင်မြတ်တာနဲ့ဒုတိယမနုတချီလန်းဆိုတဲ့ဝတ္ထုမှာဖတ်ရှုပေးကြပါဦးလက်စသက်တော့မင်းကမေမုခရဲ့အဆက်အနွယ်တစ်ယောက်ဖြစ်နေတာကိုဆရာလေးကတန်တေဓာပိုင်ရှင်ဖြစ်နေတာမို့သူ့ရဲ့အစွမ်းတတိတွေကိုပြောပြပေးပါမယ်တန်တေဓာရဲ့အထူးခြားဆုံးစွမ်းကအောက်လန်းဆုံးကဝေတွေကိုအတိတ်တက်နိုင်တယ်လို့ပညာပြတ်အောင်လဲစွမ်းဆောင်နိုင်ပါတယ်ဒါပေမဲ့တန်တေဓာကိုတစ်ခေါက်သုံးပြီးရင်သုံးတဲ့သူဟာ3 လတိတိတသက်လို့အတိထံပြန်ဝင်ရပါမယ်အတိထံမဝင်ပဲပြန်သုံးမယ်ဆိုရင်တန်တေဓာဟာလည်းတာမန်ဓာတ်တစ်ချောင်းထံမပိုပါဘူးဆရာတို့အနေနဲ့တန်တေဓာကိုအသုံးပြုပြီးခုနှစ်ရက်သားသမီးတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ပါစေ
ရေကန်စောင်းပုတ်ကိုလည်းအောင်မြတ်တာတို့ကိုပြောပြတဲ့အချက်တွေပြောပြပြီးတာနဲ့ရေကန်အောက်ထဲကိုပြန်လဲဆင်းသက်သွားခဲ့တယ်။မောင်ကောင်းကတော့တထောင်တာရှိတဲ့တန်သေးသားကိုကြီးလိုက်ရာတန်ချီအထက်ထက်တက်နေတာကြောင့်အနားမှာရှိတဲ့တစ်သားချောင်းတစ်ချောင်းကိုကောက်ယူပြီးချစ်ကြည့်ပေမဲ့တန်ချီတွေမကျွတ်ပဲတစ်သားချောင်းသာတိခါနဲ့ပြတ်ကျသွားခဲ့တယ်။အမတ်လေးတန်ချီတက်နေတာတော့တော်တော်ထက်ပါပဲဆရာကြီးအတော်သတိထားရမယ်တန်သေးသားမှာစောင့်တဲ့ပုဂ္ဂိုလ်ကလည်းမင်းအမိန့်ကိုပဲနာခံမှာမို့မင်းပဲလုံခြုံအောင်တင်ထားလိုက်ပါအခုလောလောဆယ်ညောင်ဆောင်ရွာကိုတွားကြရအောင်မြတ်တာတို့ရေကန်ကနေထွက်လာတော့တစ်ပင်ပေါ်မှာပုံနေတဲ့မင်းစားလေးကခတ်တုတ်တုတ်ဆင်းလာပြီးဆရာတို့ညောင်ဆောင်ရွာကိုတွားမဲ့တာပြောတာရွာကဘယ်နာရှိတယ်ဆိုတာသိလို့လားဟင်ညောင်ဆောင်ရွာဆိုတာလူတွေနေတဲ့ရွာမဟုတ်ဘူးလားမေးမြန်းပြီးသွားရင်ဖြစ်ပါတယ်ကွာမောင်ကောင်းစကားကြောင့်မင်းစားလေးကခွတ်ထိုးခွက်လန်းရလိုက်ပြီးတန်သေးသားပိုင်ရှင်ကြီးကလည်းတာမန်ဆန်လိုက်တာညောင်ဆောင်ရွာဆိုတာပညာသီတွေကြီးပဲနေတဲ့ရွာတရွာပြသူတို့ရွာကိုတာမန်လူတွေမမြင်နိုင်အောင်အကာအကွယ်စီမံတွေလည်းလှုပ်ထားသေးတာဒါနဲ့ဆရာတို့ဒီလန်တက်တက်သွားရင်လူသုံးဖက်လောက်ကြီးတဲ့ညောင်ပင်တပင်ကိုတွေ့လိမ့်မယ်အဲ့ဒီညောင်ပင်ကညောင်ဆောင်ရွာရဲ့ဝင်ပေါက်ပဲဘလို့ဝင်ရမယ်ဆိုတာတော့ကျုပ်လည်းမသိဘူးဒါဖြင့်ညောင်ဆောင်ရွာမှာနေတဲ့သူတွေကိုအုပ်ချုပ်တဲ့သူရဲ့အစွမ်းကအတော်ကြောက်ဖို့ကောင်းမှာပေါ့ဒါတော့ကျုပ်မပြောပြရစေနဲ့ဆရာတို့လန်ခီအဆင်ပြေပါစေမင်းစားလေးကပြောပြီးတာနဲ့တစ်ပင်ပေါ်တက်ကပြူးကြောင်ကြောင်နဲ့ထိုင်ကြည့်နေခဲ့တယ်။အောင်မြတ်တာတို့လည်းမင်းစားလေးညွန်ပြတဲ့လမ်းအတိုင်းရောက်လာခဲ့တာ2 နာရီလောက်ကြာမှတော့လူ3 ဖက်စာလောက်ကြီးတဲ့ညောင်ပင်တပင်ရှိကိုရောက်လာခဲ့တယ်။ညောင်ပင်ချီရင်မှာတော့ရေအိုးနှလုံးကိုတွေ့ရပြီးတစ်လုံးကိုဆေးနီတုတ်ထားပြီးနောက်တစ်လုံးကိုတော့ဆေးအဖြူတုတ်ထားခဲ့တယ်။ဒီရေအိုးစင်ကတာမန်လူတွေမမြင်နိုင်ဘူးထင်တယ်။ဘာဖြစ်လို့လဲဆရာလူသွားလူလာများတဲ့လန်ခီမှာဒီရေအိုးစင်ကအတစ်တိုင်းဖြစ်နေလို့ပဲမောင်ကောင်းဘေးဖယ်နေအောင်မြတ်တာကပြောပြီးတာနဲ့ရေအိုးစင်နှလုံးကိုလက်နဲ့တက်ချလိုက်ရာအဖြူရောင်ရေအိုးကပုတ်ပွားပြီးလောက်တွေတဖွာဖွာကျနေတဲ့နွားသိုးဥကောင်းဖြစ်နေခဲ့သလိုဥကောင်းထဲမှာတော့ပြီးပုတ်ရည်တွေအပြည့်ရှိနေခဲ့ပြီးကျန်တဲ့အိုးအနီကတော့ရိုးရိုးရည်တွေသာဖြစ်နေခဲ့တယ်။ဒါကြောင့်ကဝေမကြီးကရေအိုးအနီထဲကရေကိုပဲတောက်ဖို့မှာခဲ့တာကိုကဝေမကြီးအကြောင်းကိုတော့အောင်မြတ်တာနှင့်ဦးစုံစားကဝေမဆိုတဲ့ဝတ္ထုမှာဖတ်ရှုနိုင်ပါသည်အောင်မြတ်တာလည်းမောင်ကောင်းစကားကိုခက်ပြုံးပြုံးမျက်နှာထားနဲ့ထောက်ခံလိုက်ပြီးရေအိုးအနီပေါ်မှာတင်ထားတဲ့ရေခွက်ကိုဆွဲယူလိုက်ရာဂျိန်းဆိုတဲ့အတန်နဲ့အတူညောင်ပင်ပင်စီအလယ်မှာလူတကိုဝင်လို့ရတဲ့တကားပေါက်တစ်ခုပေါ်လာခဲ့တယ်ဝင်ပေါက်ပေါ်လာပေမဲ့အောင်မြတ်တာကချက်ချင်းမဝင်သေးပဲအပေါက်ဝါကိုလက်ညှိုးနဲ့ကြက်ချီခတ်တံဖျက်ချလိုက်ရာသီသွေးတွေပေနေတဲ့ထမိန်တစ်ထည်ကဘုတ်ခန့်နဲ့ပြုတ်ကျလာခဲ့တယ်ဒီကောင်တွေကဝင်လာတဲ့သူတွေကိုနန်နေထားတာပဲဒါကိုမတိပဲဝင်မိတဲ့သူတွေအကုန်ငါးပါးမှောက်ကုန်ကြမှာအောင်မြတ်တာကတီးတိုးရီရွရင်းညောင်ပင်ထဲကိုဝင်လိုက်ချိန်မှာတော့အတော်အားပြင်းတဲ့လေထုတစ်ခုကခန္ဓာကိုယ်ကိုအရှိန်နဲ့ဝင်ဆောက်နာခံလိုက်ရတယ်အတော်ကိုအားကောင်းတဲ့ပညာစွမ်းပဲခုကစပြီးဘသူနဲ့မှစကားမပြောဖို့တတိထားပါဟုတ်ကဲ့ပါဆရာကျွန်တော်တတိထားပါမယ်မောင်ကောင်းလည်းအောင်မြတ်တာသွားတဲ့နောက်ကိုထက်ချက်မကွာလိုက်လာခဲ့ရာပြည်ပြစ်တဲ့မြေနီလန်းအကျော်ရောက်မှာတော့နွားတကောင်ရဲ့ကလီစာအစုံကိုရွက်ပြီးလမ်းလျှောက်လာတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။ဘယ်နယ်ကလာကြတာတဲ့သူတွေလဲမိန်းမကြီးကလှမ်းမေးလိုက်ပေမဲ့အောင်မြတ်တာကဘာမှပြန်မဖြေပဲလမ်းအတိုင်းဆက်လျှောက်သွားခဲ့တယ်။အဲ့ဒီတော့မှမိန်းမကြီးလည်းထပ်မမေးတော့ပဲတွေးတန်ရဲရဲဖြစ်နေတဲ့လင်ပန်းကိုမနိုင်တနိုင်မကလမ်းကြားလေးတစ်ခုတည်းကိုတိုးဝင်သွားခဲ့တယ်။ခုနကသူမေးတာကိုငါတို့ဖြေလိုက်ရင်ဘာဖြစ်သွားမယ်ထင်လဲမသိဘူးလေဆရာ။ဘာဖြစ်နိုင်လဲပြောပြပါဦး။ငါတို့လာရှာတဲ့ဆေးရည်စိန်အလောင်းကိုဘယ်တော့မှမတွေ့ရတော့ဘူးပေါ့ဒီအလောင်းတွေမှာထူးခြားတဲ့အစွမ်းတွေရှိနေလို့သူတို့လူယူထားကြတာမဟုတ်လားကျွန်တော်လဲဆရာလိုပဲထင်တယ်ဒါပေမဲ့ဆေးရည်စိန်အလောင်းကဘယ်မှာရှိတယ်ဆိုတာကျွန်တော်တို့မသိဘူးလေတိတ်ဆိတ်ပူမနေပါနဲ့ငါတို့ကိုကူညီမဲ့သူမကြခင်ရောက်လာတော့မှာပါအောင်မြတ်တာကထူးဆန်းတဲ့စကားကိုပြောပြီးကျိုးတိုးကျဲတဲ့ဖြစ်နေတဲ့အိမ်စုတွေဘက်ကိုထွက်လာခဲ့လိုက်တယ်လမ်းမှာတွေ့တဲ့သူတွေကအောင်မြတ်တာတို့ကိုလှမ်းနှုတ်ဆက်ကြပေမဲ့ဘာမှပြန်မပြောတာကြောင့်ပြဿနာမဖြစ်ခဲ့ဘူးဒီလိုနဲ့လူကြီးတစ်ဖက်စာလောက်ရှိတဲ့ကျွန်းတိုင်လေးတိုင်နဲ့စောက်ထားတဲ့ဇရက်တစ်ခုနားကိုရောက်တဲ့အချိန်မှာတော့ထင်းစီတစည်းကိုခေါင်းပေါ်ရွက်ထားတဲ့အမဲအိုတယောက်လမ်းကြားထဲကနေထွက်လာခဲ့တဲ့အောင်မြတ်တာလည်းအမဲအိုကိုမျက်လုံးကစားယုံလမ်းကြည့်လိုက်ရာထင်းစီကင်ထားတဲ့လက်ကြားထဲကနေစာရွက်တရွက်ထွက်ကြလာခဲ့တဲ့အမဲအိုလည်းအောင်မြတ်တာတို့မြင်ပြီးဆိုတာသိတာနဲ့ဟန်မပြက်ရှိကိုဆက်ထွက်သွားခဲ့ချိန်မောင်ကောင်းကကျသွားတဲ့စာရွက်ကိုကောက်ယူပြီးဖွင့်ကြည့်လိုက်ရာ
မင်းညကလက်တူနဲ့လက်ညိုတို့တပည့်တွေဒဏ်ရာတန်ချက်တွေနဲ့ပြန်ရောက်လာတဲ့ကဆရာတို့လာပြီဆိုတာသိလိုက်ရတယ်။ဆရာတို့ဘာရှာနေလဲဆိုတာအမေကြီးသိတယ်လို့ရွာသူကြီးဦးကြလုံးကလည်းသိနေတယ်။ဦးကြလုံးကိုတွေ့ရင်ဆရာတို့ရှာနေတဲ့အရာကိုတွေ့လိမ့်မယ်။ဒါပေမဲ့လွယ်လွယ်တော့မရနိုင်ဘူး။မလွဲမရှောင်သာလို့ဆရာတို့နဲ့အမေကြီးတိုက်ရမယ်ဆိုရင်တော့မညာပါနဲ့နောက်ဆုံးတစ်ချက်ကအတန်ကြားရကိုမလိုက်ပါနဲ့အတန်မလာတဲ့နေရာကိုတာလိုက်ပါလို့ရေးထားတာကိုဖတ်လိုက်ရတယ်။အောင်မြတ်တာတို့လည်းစာရွက်ထဲမှာရေးထားတဲ့အတိုင်းဦးကြလုံးဆိုတဲ့သူကိုရှာဖို့အတွက်ဇရက်ပေါ်မှာစောင့်နေတဲ့အချိန်ရွာအနောက်ဘက်ခြမ်းကနေမောင်းတီးတန်၃ချက်ထွက်ပေါ်လာခဲ့တယ်။ရွာသားတွေကလည်းမောင်းတီးတန်ကြားတာနဲ့လှုပ်လက်စတွေကိုပြစ်ချကအတန်ကြားတဲ့ဘက်ကိုအုပ်လိုက်ကြီးထွက်သွားခဲ့ကြတယ်။မကြခင်အရှိဘက်နဲ့မြောက်ဘက်စီကနေလည်းမောင်းတီးတန်တွေထွက်ပေါ်လာခဲ့တယ်။ဆရာမောင်းတန်ကတောင်ဘက်ကနေမလာသေးဘူး။နော်ဒီပုံစံအတိုင်းဆိုရင်ကျွန်တော်တို့တောင်ဘက်ကိုသွားရမယ်ထင်တယ်။စာထဲကပုံအရဆိုရင်တောင်ဘက်ကိုပဲသွားရမှာဒါပေမဲ့ငါတို့ဘသူ့ကိုမှယုံလို့မရဘူးမင်းရဲ့တန်တရားကိုထုတ်ပြီးလက်ဝါးပေါ်တင်ကြည့်လိုက်အောင်မြတ်တာစကားကြောင့်မောင်ကောင်းကတန်တရားကိုထုတ်ပြီးလက်ဝါးပေါ်တင်လိုက်ရာဓာဦးကတန်လိုက်အိမ်မြောင်လိုဝီးခနဲလေသွားပြီးအနောက်အရက်မှာငိမ်သွားခဲ့တယ်ဆရာဓာဦးကအနောက်ကိုညွန်ပြနေပါလားမောင်ကောင်းစကားကြောင့်အောင်မြတ်တာကမဲနဲ့နေတဲ့မျက်ခုံးတစ်ခုကိုထိလူမတက်ကျုံလိုက်ပြီးငါတို့ကိုကူညီသလိုနဲ့တန်သေးသားကိုသိမ့်ကျင်နေကြတာကိုမောင်ကောင်းရီမောင်းဓာပြတဲ့အနောက်ဘက်ကိုတွားရအောင်လို့ပြောကထွက်သွားခဲ့တယ်တဲဖြူတွေခင်းထားပြီးငှက်ပြောပင်တွေစိုက်ထားတဲ့လမ်းအစုံမှာတော့ရှောင်းလစောင်းထုံးထားတဲ့လူရဲ့ဦးကောင်းပြက်တစ်ခုကိုမြင်တွေ့လိုက်ရတယ်သူ့ဘေးမှာတော့ဆေးလွယ်အိတ်တစ်လုံးအပြင်အင်းဆက်မတွေရေးဆွဲထားတဲ့ခန္ဓာကိုယ်တစ်ခုကအသက်ကင်းမဲ့လျက်သူ့ဘေးမှာလည်းအယိုးကျနေတဲ့ဦးကောင်းတွေအပြင်ဆေးကြိမ်လုံးအကျိုးပဲ့တွေအင်းဆွဲတဲ့ပစ္စည်းကိရိယာတွေကိုပါမြင်လိုက်ရတယ်ဆရာဒါတွေကအထက်လန်းဆရာတွေတုံးတဲ့ပစ္စည်းတွေမဟုတ်လားဟုတ်တယ်မောင်ကောင်းသူတို့လက်ချက်နဲ့တေခဲ့ရတဲ့ဆရာတွေပဲသူတို့ကဆရာတွေကိုအယုံသွင်းမဲ့ပြီးတာနဲ့ရွာကိုလာဖို့ခေါ်မယ်အထဲရောက်ရင်တော့အုပ်စုလိုက်ဝိုင်းပြီးအမဲဖြတ်တော့တာပဲအခုလဲငါတို့ကိုအမဲဖြတ်ဖို့စောင့်နေလောက်ပြီးအောင်မြတ်တာစကားအဆုံးမှာတော့ကောင်းကင်ကနေမဲနှက်နေတဲ့လင်းဒါအုပ်ကြီးပြန်လာတာကိုမြင်လိုက်ရတယ်လင်းဓာအုပ်ကြီးကမလန်းမကန်းမှရှိတဲ့ကွင်းပြင်ပေါ်ကိုရောက်တော့အောက်ကိုတဟုန်ထိုးဆင်းချလာပြီးမြေကြီးနဲ့မထိခင်မှာပဲတာမန်လူတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။မောင်ကောင်းအင်းတွေအသင့်ပြင်ထားအနာကပ်လာတာနဲ့စတိုက်တော့အောင်မြတ်တာကတတိပေးပြီးတာနဲ့အနာကပ်လာကြတဲ့လူအုပ်ကြီးရှိကိုလောင်မီးအင်းတစ်ချက်ပစ်ချလိုက်ရာဝုန်းဆိုတဲ့အတန်နဲ့အတူအပြာရောင်မီးတောက်တစ်ခုထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လူအုပ်ကြီးကတဟုံဟုံတောက်လောင်နေတဲ့မီးတောက်ကိုဖျက်ကျော်ဝင်လာခဲ့ကြတယ်။မဲညိုနှင့်ထမိန်စွန်းမီးဟတ်သွားတာလားနင်းကူးတလောမော်မကျင့်ပဲဘာလုပ်နေတာတုံးဆိုပြီးလူအုပ်ထဲကယောက်ျားတစ်ယောက်ကမဲညိုဆိုတဲ့မိန်းမကိုခတ်ထိထိလန်းပြောလိုက်သေးတယ်။ဆရာဒီကောင်လေးလောင်မီးအင်းကိုတောင်ဖျက်လာကြပါလား။ဒါကြောင့်သူတို့ကိုရှော့မတွက်ဖို့ပြောတာ။တတိမလို့စေနဲ့အောင်မြတ်တာကရက်နေရာကနေတလန်းမှမဆုပ်ပဲတတိပေးရင်တိုးဝင်လာတဲ့လူအုပ်ကြီးကိုစိုက်ကြည့်နေခဲ့တယ်။ဒီလိုနဲ့ဝါးတပြန်စာကွာလဲရောက်ရော10ယောက်လောက်ရှိတဲ့လူတွေကပြိုင်တူခြေတော့ပေါက်ချလိုက်ရာမြေကြီးတဲကနေအနက်ရောင်မီကိုလုံးတွေထွက်လာပြီးလူကြီးလေးဖက်စာလောက်ရှိတဲ့မွေဟောက်တကောင်ဖြစ်ပြောင်းသွားခဲ့တယ်။အိမ်တလုံးစာလောက်ကြီးမားတဲ့ပါပြင်းကိုထောင်ပြီးအောင်မြတ်တာတို့ကိုပေါက်ဟန်ပြင်းနေရာကနေစုခနဲထိုးဆင်းလာတဲ့အချိန်မြေကြီးတဲကနေ၄တောင်အကွက်နဲ့တရန်တူတဲ့ရွှေရောင်ပိုက်ကွန်တစ်ခုလေးပဲ၄တန်းကနေပေါ်လာပြီးစီးကထားခဲ့တယ်။လူကြီးနှစ်လန်လောက်ရှိပြီးမဲနဲ့နေတဲ့အဆွဲကရွှေရောင်ပိုက်ကွန်မှညှိပြီးရုန်းကန်နေတဲ့အချိန်ကောင်းကင်ဘော်ကနေအဖြူရောင်ဆက်ဝိုင်းတစ်ခုပေါ်လာခဲ့တယ်။ဆက်ဝိုင်းအတွင်းကနေလဲပိန်းတပိန်းစာလောက်ကြီးတဲ့ရဲတင်းတွေကင်ထားပြီးရာဇတ်မန်တင်းနဲ့မျက်နှာထားနဲ့လူထွားကြီး9ယောက်ခုန်ဆင်းလာကပိုက်ကွန်မှညှိနေတဲ့မွေဟောက်ရဲ့ခေါင်းကိုခုတ်ပိုင်းမှလေရောထက်မြက်တဲ့ရဲတင်းတန်တွေကြောင့်မွေဟောက်ကြီးရဲ့ဦးခေါင်းကတိခါနဲ့ပြက်ကျပြီးလွင့်ထွက်သွားသလိုလင်းတာကနေလူအသွင်ပြောင်းထားကြတဲ့ပညာသည်တွေကလည်းကစင်းကလျာလွင့်ထွက်သွားကုန်နဲ့အဲ့ဒီအချိန်လက်ခုပ်တီးတန်3ချက်ကြားလိုက်ရပြီးကောက်ကွေးနေတဲ့စပင်ကိုထုံးထားတဲ့အသက်50အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။နေစား9ယောက်စုပေါင်းတိုက်တာတော့မနိုင်တဲ့ဆရာအဖြစ်အတိမတ်ပြုပါတယ်။တကယ်တော့လူလေးခက်ပြုံးပြုံးမျက်နှာထားနဲ့ဘဲကရောက်လာမှမသိတဲ့လူကြီးရဲ့အနောက်မှာတော့အနက်ရောင်ဝတ်စုံတွေဝတ်ထားကြတဲ့ပညာသည်4ယောက်ကပ်ပါလာခဲ့တယ်။အဲ့ဒီအထဲမှာအောင်မြတ်တာတို့ကိုစာရွက်ချပေးခဲ့တဲ့ကဝေမကြီးလဲပါဝင်လာခဲ့တယ်စောရှင်ရီနင့်ကောင်တွေကပါးရည်နဲ့ရည်တော့ရှိသားကွသူတို့ရဲ့တည်ရီကိုတော့အမတ်တရအနေနဲ့ငါအခန်းထဲချိတ်ထားခြင်းလို့
နေယူပေးနိုင်မလားခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့်စောရှင်ဆိုတဲ့ကဝေမာကြီးကအဖေကြီးလိုချင်တယ်ဆိုစောရှင်ကရအောင်ယူပေးမှာပါလို့ပြောပြီးလက်မှာပတ်ထားတဲ့ကျိုးအနီလေးကိုဆွဲခါလိုက်ရာတင်းမြင်တဲ့ကျိုးကနေလက်ညှိုးလုံးလောက်ရှိတဲ့ကြာပို့အဖြစ်ပြောင်းသွားခဲ့တယ်။ဟဲ့ငတိုငမျိုးတို့အဖေကြီးကဒီဆရာတွေရဲ့တရီကိုလိုချင်တယ်လို့ပြောတယ်ငါအတွက်ယူပေးစမ်းလို့ပြောပြီးကြာပို့ကိုမြေကြီးပေါ်ရိုက်ချလိုက်ရာမြေစာတဲကနေပုတ်လောက်ကြီးတဲ့အတဘောကိုပိုင်ဆိုင်ထားတဲ့နာနာဘာဝနှစ်ကောင်ထွက်ပေါ်လာခဲ့တယ်။သူတို့လက်ထဲမှာတော့သွေးစသွေးနာတွေပေနေတဲ့အေယာမဒူးစစ်ရိုးနှချောင်းစီကင်ထားခဲ့ကြတယ်။အောင်မြတ်တာရှိမှာတော့ရဲတင်းကင်အဆောင်တွေကကြောက်စိတ်မရှိတဲ့မျက်နှာတွေနဲ့မာထန်ထန်ရက်နေရင်ပြေးဝင်လာတဲ့နှစ်ကောင်ကိုစီးကြိုတိုက်ခိုက်ခဲ့တယ်။ဒုတ်အင်းဝုံပြင်းထန်လာတဲ့တိုက်ပွဲကြောင့်အလဲမှာရှိတဲ့မြေစာတွေဖွာလန်ကျဲကုန်ပြီးဒူးစစ်ရိုးနဲ့ရဲတင်းထိတွေ့တဲ့အချိန်ကလည်းကြောက်မခန်းလိလိကျဲလောင်နေခဲ့တယ်။ရွာမှာရှိတဲ့ပညာသည်အချို့ကလည်းမလန်းမကန်းကနေကြည်ပြီးအကဲခတ်နေတယ်လို့ခေါင်းဆောင်လူကြီးကလည်းအောင်မြတ်တာကိုစားမတက်ဝါမတက်စိုက်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်အိတ်ထဲမှာရှိနေတဲ့တန်သေးသားကငရှင်းတကောင်လိုလူးလွန်လာတာကြောင့်မလွတ်ထွက်အောင်လက်ကင်ရိုးကိုဖမ်းဆုပ်လိုက်ချိန်မှာတော့တန်ချီတွေကတထစ်ဆင်းကွာကြပြီးအခုမှပန်းပဲဖိုးကထွက်လာတဲ့ဓာတ်တစ်ချောင်းလိုဝင်လက်လာခဲ့တယ်။တန်သေးသားမဟုတ်လားရွာကောင်းဆောင်လူကြီးကမောင်ကောင်းလက်ထဲမှာကင်ထားတဲ့ဓာတ်ကိုတတိထားမိပြီးပြောလိုက်ချိန်မှာတော့ငတိုနဲ့မျိုးနှကောင်ရဲ့လက်ရည်တွေတဖြည်းဖြည်းနှေးကွေးလာခဲ့တဲ့စောရှင်နှင်းကောင်တွေဘလို့ဖြစ်တာလဲမသိဘူးအဖေကြီးတန်သေးသားနဲ့များဆိုင်နေတာလားအောင်မြတ်တာတို့လည်းတန်သေးသားစီကနေထွက်နေတဲ့စွမ်းအားကိုရိပ်မိပြီးရှေ့ကိုတိုးသွားခဲ့ရာငတိုနဲ့မျိုးနှကောင်လုံးအားအိမ်တွေချိနေတယ်လို့ဖြစ်ကရိုင်းနဲ့လာခဲ့တဲ့တေချာပြီးဒီကောင်တွေရဲ့စွမ်းအားကတန်သေးသားတွေကိုရောက်နေတာမောင်ကောင်းမင်းကိုကွန်ချအင်းနဲ့ကပြီးသူတို့နားကိုတိုးသွားကြံတာငါဆက်လုပ်မယ်အောင်မြတ်တာကအခြေအနေကိုတုံးသက်ပြီးအမိတ်ပေးလိုက်ရာမောင်ကောင်းလဲကွန်ချအင်းနဲ့ငယ်ထိတ်ကိုအုပ်ပြီးစွတရွတ်တိုးဝင်သွားခဲ့တယ်မောင်ကောင်းဝင်သွားတာနဲ့ဦးကြလုံးအပါဝင်ကြံပညာသေးတွေအလုံးအနောက်ကိုဆုတ်သွားခဲ့ကြတယ်အဖေကြီးတန်သေးသားကစွမ်းရင်တွေကိုစုပ်ယူနေတယ်လို့ပဲစောရှင်နဲ့ကြံပညာသေးတွေစကားကြောင့်ဦးကြလုံးတယောက်လွယ်အိတ်ထဲမှာပါလာတဲ့ဆေးဘီလူရုပ်ကိုမမ်းမှုတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်ပေမဲ့ထင်သလိုရုပ်တွေမထွက်လာပဲအယုတ်ကအယုတ်တိုင်းတည်နေခဲ့တယ်။အောင်မြတ်တာလည်းတန်သေးသားကြောင့်သူတို့တွေစွမ်းအားနေနေတာကိုသတိထားမိပြီးဂိုင်းဆောင်ပြီးလူအင်းကိုတုံးလိုက်တဲ့အချိန်လေးဘက်လေးတန်ကနေလက်နက်လေးခုပါတဲ့အင်းဘီလူလေးကောင်ထွက်ပေါ်လာခဲ့တယ်။ဒီတစ်ခါမှာတော့ဦးကြလုံးတို့တစ်ဖွဲ့လုံးကောင်းတောင်မကြည့်ရတော့ပဲမြေကြီးနဲ့မျက်နှာအပ်နေအောင်ကတ်နေခဲ့ကြတယ်။ပြောဆေးရည်စိန်ထားတဲ့အလောင်းကဘယ်မှာထားတာလဲအောင်မြတ်တာမေးနေပေမဲ့ဦးကြလုံးကအင်တင်တင်လုံနေတာကြောင့်အင်းဘီလူတွေကိုအမှန်မပြောတာနဲ့ငယ်ထိတ်ရှိစိတ်ကွဲအောင်ရိုက်စီလို့အမိန်ပြီးတော့မှဆေးရည်စိန်ကောင်းလားတွေကိုထုတ်ပေးခဲ့တယ်အောင်မြတ်တာတို့လည်းခေါင်းတလားထဲမှာရှိတဲ့ရုပ်အလောင်းတွေကိုဖွင့်ကြည့်လိုက်ရာအသက်20အရွယ်လူငယ်2ယောက်ကိုတွေ့ရပြီးတယောက်လက်ကိုတယောက်ချိတ်ကတေဆုံးနေဟန်ကိုစိတ်မကောင်းစွာမြင်တွေ့လိုက်ရတယ်အလောင်းကိုခိုးယူပြီးမပုတ်တိုးအောင်ဆေးရည်စိန်ထားရတဲ့ဖြစ်စဉ်ကိုမေးကြည့်တော့မွေးရပါစိတ်ဆွမ်းရင်ကြီးမားလုံးတဲ့လူငယ်2ယောက်ရဲ့ပညာစွမ်းတွေကိုလိုချင်တာကြောင့်ပညာနဲ့စီရင်ခဲ့တာလို့ဝန်ခံခဲ့တယ်။အောင်မြတ်တာတို့အလောင်းကိုမိတချို့ပြီးလို့ပြန်ထွက်လာချိန်ညောင်မင်းရဲ့ရှေ့မှာတောက်ပတစ်လွင်နဲ့အဝတ်စားကိုဝတ်ဆင်ထားတဲ့လူငယ်2ယောက်ကစောင့်နေခဲ့တယ်။သူတို့ကအောင်မြတ်တာကိုမြင်တော့ဆရာတို့အနေနဲ့ညောင်ဆောင်ရွာဝင်ပေါက်ကိုမပိတ်ဘူးဆိုရင်လူတွေထပ်ပြီးဒုက္ခရောက်ကြအောင်မယ်။ဒါကြောင့်ဒီတကားကိုဆရာတို့ကိုယ်တိုင်ပိတ်ပေးပါဝင်ပေါက်ကိုပိတ်ဖို့အတွက်ဘာတွေလိုအပ်ပါလဲဝင်ပေါက်ကိုပိတ်ဖို့ကတန်သေးသားပဲလိုပါတယ်ဒါကြောင့်ဆရာတို့ကိုတန်သေးသားရအောင်ယူဖို့အကြံပေးခဲ့တာပါဆရာတို့အနေနဲ့တန်သေးသားနဲ့ဝင်ပေါက်ကိုထိုးဆိုင်ပေးရုံပါပဲကူညီပေးပါဆရာအောင်မြတ်တာလဲရွာထဲမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကြောင့်တက်ပြင်းတစ်ချက်ချပြီးမောင်ကောင်းမင်းကတန်သေးသားပိုင်ရှင်ဆိုတော့ကိုဘာသာဆုံးဖြတ်ပါလို့ပြောလိုက်ရာမောင်ကောင်းကတုတ်ဆိုင်နေခြင်းမရှိပဲပင်စီကိုဓာတ်ဥအချွန်နဲ့ထိုးဆိုင်ချလိုက်တယ်။တန်သေးသားနဲ့ပင်စီထိတာနဲ့ညောင်ပင်ကချက်ချင်းဆိုသလိုမျိုးနွမ်းလာပြီးမျက်စိရှိမှတင်ဝင်ပေါက်တကားပိတ်သွားခဲ့တယ်။အောင်မြတ်တာတို့လည်းညောင်ဆောင်ရွာကနေထွက်လာပြီးနောက်ပိုင်းအကူကြီးတောင်းထားတဲ့တိုက်ဆောင်မိမစီကိုပြန်ထွက်လာခဲ့ကြတယ်။တိုက်တူးတဲ့အဖွဲတွေထဲမှာစစ်စနစ်ကြပြီးစုဖွဲ့အားကောင်းတဲ့အဖွဲကိုအောင်မြတ်တာတို့ဘလို့ရင်ဆိုင်ကြမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့တိုက်တူးသောလူ6ကလေးဆိုတဲ့ဝတ္ထုမှာဖတ်ရှုပေးကြပါဦးလေးစားစွာဖြင့်ဇေယနရမည